US အပြင်မှာရောက်နေတဲ့လူတွေဒီ R1 sorry US အပြင်မှာရောက်နေတဲ့လူတွေ visa bulletin ကိုစောင့်နေကြတဲ့လူတွေအတွက်ကကြတော့2021ပဲဖြစ်တဲ့အတွက်ကျမရဲ့ company ကဆို2023မှာဆိုတော့စောင့်အောင်ပဲပေါ့နော် visa bulletin ရွှေ့တာကိုစောင့်ပြီးတော့ visa တန်ရုံးပွဲမှန်ကိုစောင့်ရမယ်ဆိုလိုချင်တာကလက်ရှိမှာ EP3 ကို withdraw လုပ်လိုက်တဲ့လူတွေအတွက်ကတော့နစ်နာတာပေါ့ရှင်ဘယ်လိုနစ်နာလဲဆိုကိုက2025မှာတင်ထားရဲဆိုရင်အခု2026ဆိုသူတို့ဒီ level certificate approve ဖြစ်တော့မယ် approve ဖြစ်တဲ့လူလည်းရှိနိုင်တယ်မဖြစ်သေးတဲ့လူလည်းစောင့်ရမယ့်လူလည်းရှိနိုင်တယ်ဒီကလို့ approve ဖြစ်တဲ့လူဆိုရင်ကိုကစိုးရိမ်ပူပန်ပြီးတော့ withdraw လုပ်လိုက်တာဖြစ်တဲ့အတွက်ကိုရဲ့ရှေ့ဆက်သွားရမယ့် processing ကရပ်တန့်သွားပြီးတော့ဟိုလည်းမရောက်ဒီလည်းမရောက်နေတယ်တချို့ဆိုလည်းငွေဆုံးရှုံးမှုတွေရှိတာပေါ့နော်ဆိုတော့ဒီအဲ့လိုမျိုးမဖြစ်အောင်လို့ကျွန်မ information ကိုတေချာလေးရှင်းပြတယ်ကျွန်မ company ကိုလည်းကိုကတခြား company မှာအလုပ်လုပ်ထားလို့ information တချို့ကိုမသိဘူးပေါ့နော် information တချို့မရှင်းဘူးမသိဘူးဆိုလဲရုံးကိုဖုန်းဆက်ပြီးတော့ကျွန်တော်တို့ကဘယ်မှာလုပ်ထားလို့ဒါလေးကမရှင်းတာဖြစ်တဲ့အတွက်ရှင်းပြပေးပါလို့ပြောရင်ကျွန်တော်တို့ရှင်းပြပေးရကျွန်တော်တို့ company မှာလုံးမှဒီ EP3 and scale ကိုရှင်းပြတာမဟုတ်ကျွန်မရှင်းပြပေးကျွန်မ discuss လုပ်ပေးရဘာလို့လဲဆိုတော့ဒီ immigrant visa ကဒါနောက်ပိုင်းနေမှာပေါ့နော်ကျွန်မအမြင်ကိုပြောရရင် US visa တွေvisa ban တွေဖြေရော့သွားတဲ့အချိန်ကျရင် immigrant visa non immigrant visa မှာပို့ပြီးတော့တည်ချာ US မှာရက်တည်ဖို့အတွက်တည်ချာနိုင်ဆုံးက green card ကပို့ပြီးတော့အခြေခံအားတာလာနိုင်မယ်လို့ကျွန်မမြင်တယ်ကိုကဒီကလို့ကျောင်းလာတန်းပဲကျောင်းသားတွေဆိုရင်လည်းrequirement တွေပိုများလာနိုင်တယ်ပိုပြီးစစ်လာနိုင်တယ်ပေါ့နော်ဘာလို့ဆိုရှေ့မှာ visa ban ဘာကြောင့်ဖြစ်လာရဲဆိုတော့အခြေခံသဘောတရားလည်းရှိထားပြီးသားဖြစ်တဲ့အတွက် non immigrant visa တွေကကျောင်းသား visa တွေ visit visa တွေနဲ့လာဖို့ပြင်ဆင်နေတဲ့သူတွေအတွက်ကပိုပြီးတော့စစ်မှုတွေ document တွေပိုများလာနိုင်တယ်အရင်တော့လိုမျိုး visa လွယ်ကူရဖို့အတွက် chance ကနည်းလာနိုင်တဲ့အတွက်ပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကြတော့US ကိုလာဖို့အတွက်ကကိုက immigrant visa နဲ့မှ US ကိုရောက်မှာတော့မဟုတ်ဘူး non immigrant visa လည်းရှောက်လို့ရတယ်ဆိုတော့ non immigrant visa မှာ visit visa ကျောင်းသား visa နဲ့မှ US ကိုရောက်တာမဟုတ်ပါဘူးရှင်နောက်ထပ် program တွေအများကြီးရှိပါတယ်ဥပမာပေါ့ J1 ဆိုရင်သူက non immigrant visa internship စင်တာတွေ training စင်တာတွေပိုင်းတွေမှာရှောက်လို့ရတယ်ဆိုတော့ကျမတို့Liberty မှာလည်းဒီ J1 နဲ့ပတ်သက်တဲ့ information တွေနဲ့ share ထားတာရှိတယ်။နောက်ပိုင်းနေကြရင်လည်းဒီ J1 O1 နောက်တစ်ခု EB1 ကနေ EB5 အထိကိုကျွန်တော်တို့ service ပေးဖို့အတွက်ကိုလည်းပြင်ဆင်ထားပါတယ်။ရှိနေရင်လည်းကျွန်မတရားဝင်ပါနာယူထားပါတယ်။ဆိုတော့တန်ရော visa ဖွင့်လာတဲ့အချိန်ကျရင်တော့ကျွန်တော်တို့ non immigrant visa ဖြစ်တဲ့ J1 O1 ကိုလည်း service ပေးမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကိုကပွဲရထားတယ်ပြီးတော့ကိုယ့်ရဲ့လက်ရှိအလုပ်နေတဲ့အလုပ်မှာကိုယ်နယ်ပယ်တစ်ခုမှာ professional အနေနဲ့လုပ်နေရဆိုရင် visit visa ကျောင်းသား visa နဲ့လာတာထက်တရားဝင်အလုပ်လုပ်ပြီးတော့အခွန်ဆောင်ပြီးတရားဝင်နေလို့ရတဲ့ O1 J1 နဲ့လည်းလာလို့ရတယ်ဆိုတဲ့အကြောင်းကိုဒီမှာတင်ကောက်ပေးရစေပြီးတော့ EP3 နဲ့ပတ်သက်ပြီးတော့ EP3 ဆို unscale ပေါ့နော် EP3 မှာ scale လည်းရှိရရှင်scale လည်းရှိရဲကျွန်တော်တို့က unscale education background ကိုမလိုတဲ့ unscale ကိုကျွန်တော်တို့ survey ပေးထားတာဖြစ်တယ်ဆိုတော့ EP3 နဲ့ပတ်သက်ပြီးတော့ unscale နဲ့ပတ်သက်ပြီးတော့လည်း processing တွေ run ထားလို့ရပါတယ်ဒီ process တွေ run လို့ကိုယ့်အတွက် immigrant visa မှာတော့ကိုယ့်အတွက်နစ်နာသွားတာရှိလားဆိုရင်တော့ immigrant visa reject rate ကမရှိတလောက်ရှားတယ်ရှင်ဘယ်နေရာမှာ reject rate ကဖြစ်လာနိုင်လဲဆိုကိုကစာရေးစာတန်းတင်တဲ့ချိန်မှာအတူဖြစ်တဲ့အပိုင်းဆိုရင်တော့တန်ရုံကတော့blacklist တင်တဲ့အထိရှိနိုင်တယ်ပေါ့နော်တော်များများမှာတော့ immigrant visa မှာတော့reject rate ကအရန်နေပါတယ်နောက်တစ်ခုကဆေးစစ်တဲ့အချိန်မှာတော့မှကိုကအစုံနဲ့ပတ်သက်တဲ့တန်တရားဖြစ်ဖွဲ့research ရှိခဲ့ရင်တော့မှဆေးစားခိုင်းပြီးတော့reschedule ပြန်လုပ်ပြီးတော့ visa ပေးလိုက်တဲ့ပိုင်းတွေရှိတယ်ဆိုတော့ပြောရရင်တော့safe ဖြစ်ဆုံးပို့ပြီးတော့ခိုင်မာဆုံးကတော့ immigrant visa အပိုင်းကတော့ပို့ခိုင်မာပါတယ်ကျွန်မကို၌ကလည်း non immigrant နဲ့ရောက်လာပြီးတော့မှ immigrant ယူထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ကျွန်မကတော့ immigrant visa ကိုပို့ပြီးတော့
support လုပ်ပါတယ်ရှင်ပို့ပြီးတော့လည်းအားပေးပါတယ်ရှင်ဟုတ်လက်ရှိမှာ Liberty Visa ရဲ့ဒီ2025မှာကျမတို့ Europe program တွေကိုလည်းEurope အတွက်ကို Work program တွေကို consultation လုပ်ပေးထားပါတယ် processing နေမှာလည်းလက်ရှိမှာတန်ရုံဝင်ဖို့အတွက်ကိုကျမတို့တန်ရုံ appointment နေစောင့်နေပါတယ်ရှင်မေဂျွန်ဆိုရင်တော့ကျမတို့တန်ရုံ appointment နေရတန်ရုံ appointment ဝင်ရမယ်ပေါ့နော်ဒီ Europe နဲ့ပတ်သက်ပြီးတော့လည်း visa ရလာပြီဆိုရင်လည်းကျမတို့ Liberty Visa နေပြီးတော့ page မှာတရင်ဝင်ကျင်ညာပေးမယ်ပြီးတော့နောက်ခါကျတော့ TikTok page မှာလည်းကျင်ညာပေးပါမယ်လက်ရှိ process တွေအကုန်လုံးတော့ကျမတို့ page မှာအမြဲတမ်း update up to date တွေကျမကျင်ညာပေးရဥပမာ Europe ဆိုလဲ Europe နဲ့ပတ်သက်တဲ့ကျမတို့လက်ရှိ work permit တွေရထားတယ်ပြီးတော့ job offer letter တွေရထားတယ်ဆိုတဲ့အကြောင်းတွေကျမတို့ကြော်ညာထားတာရှိရယ်တစ်ချက်လေးလာပြီးတော့လဲ Liberty Visa ကိုစုံစမ်းလို့ရပါတယ်ရှင်နောက်တစ်ခုကဒီတန်ရုံးတွေဖွင့်လာရင်ပေါ့နော်ဟိုဒါတန်ရုံးတွေဖွင့်လာရင်ကိုယ့်ဘက်ကနေပြီးတော့ကျွန်မရှိမှပြောခဲ့သလိုပဲနဲ့ immigrant visa ဖြစ်တဲ့ကျောင်းသား visa visit visa တွေနဲ့လျှောက်ထားတဲ့ဆိုင်ရင်ကိုယ့်ရဲ့ education background ကိုယ့်ရဲ့ experience အနေနဲ့အဆင်ပြေနိုင်မဲ့ O1 J1 ကိုရှောက်တင်တယ်လို့ကျွန်မမြင်တယ်သူတို့ကြတော့တရားဝင်လှုပ်လို့ရတယ်ပြီးတော့ကြတော့ဒါ O1 နဲ့ပြောရရင်တော့တရားဝင်လှုပ်လို့ရတယ်မိသားစုကိုခေါ်လာပြီးတော့တရားဝင်လှုပ်ပြီးတော့ခွန်ဆောင်ပြီးတော့နေပြီးသွားရင်ကိုက O1 ကနေမှ immigrant visa ကိုလည်းထပ်ပြီးတော့ပြောင်းလို့ရတယ်ဟိုမှာပေါ့ EB1 သွားမလား EB2 သွားမလား EB3 သွားမလားပေါ့နော်အဲ့လိုမျိုးသွားလို့ရတဲ့နည်းလမ်းတွေရှိတယ်တချို့တွေကြတော့လဲ US တဲကိုရောက်လာပြီဆိုရင်ကိုကတရားဝင်နည်းလမ်းနဲ့သွားဖို့အတွက်က information တွေတေချာမသိကြတဲ့လူတွေများတယ်ပေါ့နော်အဲ့တော့ US တဲရောက်လာပြီဆိုရင်ဒါကျောင်းသား visa visit visa ထက်ကိုပြောရတာထက်ကိုနောက်ပိုင်းနေကြရင်ကိုကလာဖို့အတွက်ပြင်ဆင်ထားတဲ့လူတွေဆိုရင်တော့ O1 တို့ J1 တို့ကိုလည်းကိုယ်တိုင်လေ့လာလို့ရတယ်လို့ကျမတို့ဘက်ကနေလည်းတန်ရုံးတွေဖွင့်လာတဲ့ချိန်ကျရင်လည်း service ပေးမဲ့အလုပ်တွေကိုကျမတို့ခေါ်မဲ့အလုပ်တွေကိုလည်းတရားဝင်ကြေညာပေးပါမယ် J1 ဆိုရင်တော့ hotel ဘိုင်းမှာ internship စင်တာတွေ training လာယူတဲ့အပိုင်းတွေရှိမယ် J1 ကကြတော့ဘာကိုကွာလဲဆိုတော့J1 ကတော့ visa တစ်နှစ်သုံးဖို့နှစ်နှစ်ပေးတယ်ဒီ J1 နဲ့ training ယူမယ်ဒါမှမဟုတ်လဲinternship ဆင်ပြီးသွားပြီဆိုရင်မြန်မာနိုင်ငံကိုပြန်ပြီးလုပ်ရတယ်နှစ်နှစ်လောက်လုပ်ပြီးတော့မှ US visa ကိုထပ်လျှောက်ခွင့်ရှိတယ်ဒါကသူတို့ရဲ့ဒီ J1 နဲ့ပတ်သက်တဲ့ထုတ်ပြန်ထားတဲ့ဥပဒေပေါ့နော်သူကနှစ်နှစ်လောက်ကိုနိုင်ငံမှာကိုပြန်လုပ်ပြီးတော့မှပဲပြန်သွားလို့ရဒါမှမဟုတ်ကိုနိုင်ငံမဟုတ်လဲတခြားနိုင်ငံမှာလုပ်ပြီးတော့မှ US visa ကိုပြန်လျှောက်ခွင့်ရှိတယ် O1 ကကြတော့သူကကြတော့ဒီမိသားစုကတခါတည်းသွား O1 နဲ့ကိုကရှောက်တယ်ဆိုကိုယ့်ရဲ့မိသားစုဝင်တွေကတခါတည်းလိုက်လာလို့ရတယ်တရားဝင်လုပ်ပြီးတော့အခွန်ဆောင်ပြီးနေလို့ရတယ်သူကတော့non immigrant ပေါ့နော်ပြီးတော့မှကိုက J1 ပြီးတော့မှ EB1 EB2 EB3 ကိုနဲ့ကိုက်ညီတဲ့program ကို immigrant program ကိုပြန် join လို့ရတယ်နောက်တစ်ခုကကြတော့ဒီလက်ရှိမှာ EB3 ဆိုရင် EB3 NSK နဲ့ပတ်သက်တဲ့ရှေ့နေရပဲ EB3 NSK နဲ့ပတ်သက်တဲ့ information ကိုပြည့်စုံပေးနိုင်တယ်ကျွန်မစီမှာ EB5 program လည်းရှိပါတယ် EB5 program ကတော့ကျွန်တော်တို့ North Carolina မှာရှိတဲ့အင်အားစီမံကိန်း project မှာ investment လုပ်ပြီးတော့ရှောက်လို့ရပါတယ်ကျွန်မစီမှာလည်းလက်ရှိ processing run နေတဲ့ client တွေရှိတယ်ကျွန်တော်တို့ USCIS ကို submit လုပ်ပြီးသွားရင်ဆိုတော့ကျွန်တော်တို့ Liberty page မှာတင်ဟန်ဝေကြေညာပေးပါမယ်เนาะလက်ရှိက processing နေကဏ္ဍမှာ document ကဏ္ဍမှာမပြီးသေးတာဖြစ်တဲ့အတွက်ကျွန်တော် USCIS ကိုမရောက်သေးဘူးပေါ့နော် USCIS ကိုရောက်ပြီးပါလို့ document ရလာပြီဆိုကျွန်တော်တရားဝင်ကြေညာပြီးတော့ပြပေးပါမယ် Liberty page မှာပေါ့နော်ဆိုတော့ EB5 ကလည်း
ကျွန်မစီမှာ EB5 အတွက် investment အတွက်ကိုလည်း program ရှိပါတယ်ရှင်ဒါကရှောက်မိသားစု like ရွှေ့ပြောင်းခြင်းနဲ့green card လိုချင်တယ်ဆိုလဲရှောက်လို့ရပါတယ်ကျွန်မခုပြောချင်တာကဘာပြောချင်တာလဲဆိုတော့ immigration နဲ့ပတ်သက်တဲ့ရှေ့နေတွေပေါ့နော် immigration နဲ့ပတ်သက်တဲ့ရှေ့နေတွေမှာ EB3 ဆိုရင် EB3 ကိုပဲတရားဝင်လုပ်ပေးတဲ့ immigration ရှေ့နေနဲ့တိုင်ပင်မှသာ information အမှန်ကိုရမှာဖြစ်ပါတယ် EB3 SK ကိုဆောင်ရွက်ပေးနေတဲ့ immigration ရှေ့နေတွေကိုက EB1 နဲ့ပတ်သက်ပြီးသွားဆွေးနွေးလို့မရအောင်ရှင့်။ဘာလို့ဆိုတော့သူ့ရဲ့ဒီရှင်းနေမှာလဲသူ့ရဲ့ professional သူတို့လုပ်နေတဲ့အလုပ်တွေမှာသူတို့ရဲ့ဥပဒေကအများကြီးရှိတာဖြစ်တဲ့အတွက်ကိုက EB1 လုပ်ချင်လို့ EB3 ရှင်းနေကိုသွားတွေ့ရလို့အဲ့လိုမျိုးလုပ်လို့မရဘူးပေါ့နော်အဲ့အတွက်အဲ့လိုမျိုးသွားတွေ့ပြီဆို information အပြည့်စုံရမှာမဟုတ်ပါဘူးရှင်အခု EB5 ဆိုလဲ EB5 ကိုပဲတရားဝင်ဆောင်ရွက်ပေးနေတဲ့ရှင်းနေတရားဝင်ဆောင်ရွက်ပေးနေတဲ့ရှင်းနေကံမီစီမှာပဲမေးမြန်းပြီးစုံစမ်းလို့ရပါတယ်ဘာလို့ဆိုတော့EB1 to EB5 မှာသူအခန်းကဏ္ဍနဲ့သူ policy အများကြီးရှိပါတယ်ရှင်ဆိုတော့အဲ့အားလေးကတော့ဒါ information sharing လုပ်ပေးတာပါကိုက US မှာအမျိုးရှိလို့ကိုရှေ့agency consultation မအပ်ဖက်နဲ့ US ကအမျိုးကပဲဆောင်ရွက်ပေးခြင်းနဲ့တချို့ဆိုရှိရပေါ့နော် EB3 ကျွန်မစတင်ကြတော့ဆိုရင် US မှာအမျိုးရှိရအမျိုးတွေကလည်းစားတော့ဆိုင်တွေဖွင့်ထားတယ်EB3 လုပ်လို့ရလားလာမေးရပါတယ်လုပ်လို့မရဘူးမဟုတ်ရတယ်ဒါပေမဲ့ကျွန်မအနေနဲ့တော့အဲ့လို service မပေးဘူးကျွန်မကကြောင့် company ဘက်ကရှင်းနေဘက်ကပေးတဲ့အလုပ်ကိုပဲကျွန်မကြော်ညာပေးပြီးတော့ consultation လုပ်ပြီးတော့ service ပေးတယ်ကိုယ့်ဘက်ကအမျိုးရှိရဆိုရင်တော့ကိုယ့်အမျိုးကိုရှင်းနေကိုပဲမေးမြန်းပြီးတော့မှပဲကိုက sponsor လုပ်ပေးရမယ့်ကဏ္ဍတွေကိုရှင်းနေနဲ့ပဲဆက်သွားလို့ရမှာရှင့်ကျွန်မအနေနဲ့တော့ဒီဟာတက်အနေနဲ့ service မပေးပါဘူးပြီးတော့နောက်တစ်ခုကEB3 နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လည်း EB3 မှာအလုပ်ရှင်ကဝန်ထမ်းကို sponsor လုပ်ပြီးတော့ green card ရှောက်ပေးတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီအလုပ်ရှင်ရဲ့ financial တွေအများကြီးပြပေးရတယ်ခုန်နေပြပေးရတယ်နောက်တစ်ခုကသူ့ရဲ့ citizen ဖြစ်ကြောင်းထောက်ခံစာအများကြီးပြပေးရတယ်အဲ့ဒီပြပေးနိုင်မှာကျွန်တော်တို့ level certificate ကို department of labor မှာတင်လို့ရတာပါရှင်ဆိုတော့ဒီကဏ္ဍတွေအကုန်လုံးကတရားဝင်ရှိနေမှသာ information အမှန်ကိုသိပြီးတော့လုပ်ပေးနိုင်တာဖြစ်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ EB3 နဲ့ပတ်သက်ပြီးတော့ကိုကတခြား agency နဲ့ရှောက်လိုက်လို့ပေါ့နော်လက်ရှိမှာ withdraw လုပ်ဖြစ်သွားတဲ့ customer တချို့လည်းကျမကတော့ဒီ live မှာပဲတခါတည်းကြံ့ပေးပြီးတော့အားပေးချင်တာတော့စိတ်ဓာတ်မကြပါနဲ့တည်တည်ချာချာကိုယ့်ရဲ့ case ကိုတည်တည်ချာချာ US ရဲ့လက်ရှိပြောင်းလဲနေတဲ့ဥပဒေတွေကိုတေချာရှင်းပြနိုင်ပြီး discuss လုပ်နိုင်တဲ့ company နဲ့ဆက်သွယ်ပါတေချာမေးမြန်းစုံစမ်းပြီးတော့ကိုယ့်ရဲ့ case ကိုပြန်ပြီးတော့ submit လုပ်ပါလို့ပဲကြံ့ပေးပြပါစေလက်ရှိကဏ္ဍမှာ visa ban ဆိုတဲ့ကဏ္ဍကလည်းတသက်လုံးပိတ်ထားတာမဟုတ်ပါဘူး။ဘာကြောင့်ပိတ်ထားရဲဆိုတဲ့အကြောင်းကလည်းသူတို့ကြေညာတွေကပြောပြထားပြီးသားပေါ့နော်။အဲ့တော့ဒီ policy changes လုပ်ပြီးတော့ဥပဒေပြင်ထားပြီးသွားပြီဆိုရင်တော့ visa တွေပြန်ပွင့်လာတဲ့အချိန်ကျရင်မိသားစုလိုက်ရွှေ့ပြောင်းမဲ့လူတွေတရားဝင်ကျောင်းလာတက်ချင်တဲ့ကျောင်းသားတွေအတွက်ပို့ပြီးတော့ပြင်ဆင်ထားတဲ့နဲ့အခုဆိုရင် Facebook ကအစားသူတို့တေချာစစ်ဆေးပြီးတော့မှvisa ပေးမယ်ဆိုတဲ့ပိုင်းတွေရှိလာတယ်နောက်တစ်ခုဆိုရင်တချို့ Asian နိုင်ငံတွေတချို့မှာ visa bond ထိုးပြီးတော့non immigrant visa တွေကို visa ပေးတာတွေရှိလာတယ်ပေါ့နော်အဲ့တော့ကျမတို့တန်ယုံဖွင့်လာတဲ့ဒီမြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်တန်ယုံဖွင့်လာခဲ့တယ်ဆိုရင်လည်း visa bond ကရှိလာနိုင်မယ်လို့လည်းထင်တယ်အဲ့အတွက်ကိုလည်းကိုယ့်ဘက်ကပြင်ဆင်ထားပေါ့နော်US မှာတကယ်လို့ရောက်ထားပြီးသားသူတွေအတွက်ကလည်းတရားဝင်နီးလန်းတွေကိုလည်းရှိကောင်းရှိလာနိုင်တယ်ရှိနေနဲ့တရားဝင်မေးမြန်းကြည့်ပေါ့နော်ကျမအနေနဲ့ကြတော့ကျမရဲ့ service ပေးထားတဲ့ immigrant visa ဖြစ်တဲ့ EB3 NSK ပိုင်းနောက်ခါကျတော့လက်ရှိ Europe ဆိုရင် work visa consulting ပိုင်းနဲ့ပတ်သက်တဲ့ information မှန်သမျှတော့ကျမ data discuss လုပ်ပြီးတော့ဆွေးနွေးပေးနိုင်တယ်US ဆိုရင်လည်းတခြား program တွေနဲ့ရောက်လာကြပြီးတော့လက်ရှိမှာကိုအဆိုင်လန်နဲ့နေနေတဲ့ customer တို့ကိုတော့ကျွန်မအနေနဲ့အကြံဉာဏ်မပေးနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မကအဆိုင်လန်လုပ်တဲ့
agent လည်းမဟုတ် assign လုပ်တဲ့ assign အတွက်ကို counseling ပေးရလူလည်းမဟုတ်တာဖြစ်တဲ့အတွက်ကျွန်မအဲ့အတွက်ကတော့အကြံဉာဏ်ပေးလို့မရဘူးအဲ့အတွက်ကိုလည်းကျွန်မစီမှာအကြံဉာဏ်မရှိဘူးကျွန်မတရားဝင်လာခြင်းလို့ရှိရဆိုရင်တော့ EP3 SK နဲ့လာမယ်ဆိုတော့ကျွန်တော်တို့ company ဘက်ကနေတော့ရှင်းပြပေးတယ် discuss လုပ်ပေးတယ်ဒါမှမဟုတ်လည်းကိုယ်တခြား company နဲ့လုပ်ထားလို့ information တချို့နားမလည်ဘူးမရှင်းဘူးမသိဘူးဆိုရင်လည်းဆွေးလာရောက်ဆွေးနွေးလို့ရတယ်ကျွန်မတို့ company ဘက်ကပြောပြပေးနိုင်တဲ့ information တချို့တော့ပြောပြပေးမယ်ဥပမာပေါ့နော်ကျွန်မနဲ့ပါနာလောက်ထားတဲ့company နာမည်ပြောပါတော့လိပ်စာတွေပြောပါတော့ဆိုရင်တော့အဲ့လိုဆိုရင်တော့ကျွန်မပြောပြပေးလို့မရအောင်ရှင်ကျွန်မနဲ့အလုပ်လုပ်တဲ့ customer တိုင်းဒီကျွန်မဘယ် company နဲ့အလုပ်လုပ်ထားရဲဆိုတာသိရဘာဖြစ်လို့ဒီလိုမျိုးပြောရလဲဆိုတော့ကျွန်မ2023မှာကျွန်မ EP3 အတွက်ကျွန်မ EP3 NSK ကိုကျွန်မစကြော်ညာရဲပေါ့နော်စကြော်ညာတော့ကျွန်မနဲ့တရားဝင်လုပ်တဲ့ company ကိုကျွန်မကြော်ညာပေးတယ်လေးလာလို့ရအောင်ပေါ့နော်ကြော်ညာပေးတယ် information တွေပြောပြတယ်အဲ့တော့တချို့ဗမာတွေတချို့ကြတော့အဲ့ company ကိုတိုက်ရိုက်သွားရှောက်ကြတယ်သွားရှောက်ပြီးတော့ဒီ visa ban လည်းဖြစ်ကော information တွေကသူတို့လိုချင်တဲ့ point ကိုမရလာတဲ့အချိန်ကျရင်ကျွန်မစီပြန်လာပြီးတော့ company တူပဲ information ပြောလို့မရဘူးလားအဲ့လိုမျိုးကြီးလာတယ်အဲ့ဒါကြတော့ဟုတ်ကဲ့ပြောလို့မရဘူးလားမဟုတ်ကျွန်မရှင်းပြလိုက်တလောက် information ကျွန်မရှင်းပြမယ် company တူမဟုတ်လို့အမားတို့နဲ့တော့မလုပ်ထားဘူးဒါပေမဲ့ဒီ company အမားတို့ပါနာလုပ်ထားတဲ့ company တော့ကျွန်တော်တို့လုပ်ထားတယ်ကျွန်တော်တို့ကိုမေးပေးပါဆိုအဲ့လိုပုံစံမျိုးကျွန်မမေးပေးလို့မရကျွန်မ service ကိုအပ်ထားတဲ့ customer မှာကျွန်မတာဝန်အပြည့်အဝပေးနိုင်တယ်ကျွန်မ service ကိုအပ်ထားတဲ့ customer မဟုတ်ဘူးတော့ကျွန်မတာဝန်ပြီးပေးနိုင်ဘူး information ကိုကျွန်မဒါကတော့ငါနဲ့အလုပ်မလုပ်ထားလို့ company တူနေလို့ပြောပေးပါဆိုတဲ့ပုံစံမျိုးကျွန်မလာမပြောပါနဲ့ကျွန်မမလုပ်ပေးနိုင်ပါဘူးအဲ့အတွက်ကိုလည်းကျွန်မအနေနဲ့ကူညီပေးဖို့အတွက်အဆင်ပြေပါဘူးကိုလည်းမကူညီပေးပါဘူးကျွန်မကိုနားမလဲလို့မရှင်းလို့လာမေးနိုင်တယ်နားမလဲလို့မရှင်းလို့မသိလို့ဆိုရင်တော့ကျွန်မမေးတာကိုကျွန်မဖြေလို့ရတဲ့ information ဆိုကျွန်မဖြေပေးရတယ်ဒါပေမဲ့ company တူနေလို့ကျွန်တော်တို့ information ဟိုဘက် company ကကျွန်တော်တို့စာမပြန်လို့အမမေးပေးပါဆိုတဲ့ပုံစံမျိုးနဲ့တော့ကျွန်မမေးပေးလို့မရအောင်ရှင်ပြောလည်းမပြောပေးဘူးလုပ်လည်းမလုပ်ပေးပါဘူးရှင်ဒါကတော့တခါတည်းအကုန်လုံးဒီ live မှာကြည်နေတဲ့လူလည်းရှိမယ်နောက်ပိုင်း share တဲ့လူလည်းရှိလိမ့်မယ်အဲကြောင့်ကျွန်မပြောပြထားပေးတာပါကိုစောခင်ကဘာအောင်မေးရလဲမသိဘူးရှင်လက်ရှိမှာတော့ကျမတို့ Europe နဲ့ပတ်သက်ပြီးပြောရရင်တော့ကျမစီမှာနိုင်ငံ17နိုင်ငံရှိရယ် company 4ခုနဲ့ကျမဘာနာလောက်ထားပါတယ်ကျမအနေနဲ့ consulting ပေးပြီးတော့ processing တွေအစအဆုံးကျမတို့ဆောင်ရွက်ပေးပါတယ်ရှင်ကိုစောခင်မေးထားတာ I130K ဆိုတော့မိသားစုကိုခေါ်ထားတာလားသားသမီးကိုခေါ်ထားတာလားဒီပါ immigrant visa ကိုလျှောက်ထားတဲ့လူမှန်သမျှအကုန်လုံးကတော့လက်ရှိ US ဘက်မှာရှိတဲ့ processing တွေကတော့ပုံမှန်တိုင်းလည်းပတ်နေတယ်တန်ရုံးဝင်ရမယ့်ကဏ္ဍမှာလက်ရှိတန်ရုံးဝင်ရမယ့်လူတွေကတော့ visa ရချင်မှရနိုင်လိမ့်မယ်ဘာလို့ဆိုတော့ visa ban ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ visa ban ဖြေရောက်သွားတဲ့ချိန်ကျရင်တော့ဦးစားပေးအနေနဲ့ခေါ်ပြီးတော့ visa ပေးပါလိမ့်မယ်တန်ရုံးကိုဝေးဖြေကြတဲ့လူတိုင်းကိုတန်ရုံးကလည်းဒီလိုပဲပြောပါတယ်ရှင်Europe နဲ့ပတ်သက်တဲ့ information ကတော့ဘာမှထွေထူးထူးမရှိဘူးရှင်ပုံမှန်တိုင်းပဲကျွန်တော်တို့လည်းပတ်နေပါတယ်လက်ရှိမှာတော့မေလမှာမေဂျုံမှာကျွန်တော်တို့ပိုလန်ရဲ့ Slovakia ရဲ့ Albania ရဲ့တန်ရုံးဝင်ကြမဲ့လူတွေရှိရဲ့အဲ့အတွက်ကိုလည်းကျွန်တော်တို့ information ကိုကျွန်တော်တို့ sharing လုပ်ပေးပါမယ် visa ရလာပြီဆိုလည်း visa page ကိုတင်ပြီးတော့ sharing လုပ်ပေးပါမယ်ရှင်နောက်တစ်ခါကျတော့ immigrant visa လျှောက်တာဖြစ်တဲ့အတွက် immigrant visa မှန်သမျှ US ပေါ့နော် US immigrant visa မှန်သမျှအကုန်လုံးဒီအချိန်တစ်ခုပေးရတယ်နှစ်နဲ့ချီဆောင်ရတယ်ဒါပေမဲ့ကိုယ့်အတွက်ဆုံးရှုံးမှုရှိလားဆိုတော့ဆုံးရှုံးမှုလည်းမရှိဘူးငွေအချိန်ကုန်ဆုံးရှုံးတာမရှိပါဘူးကိုစောင့်နိုင်တယ်သူတို့ရဲ့ကဏ္ဍအနေနဲ့သွားတာသူတို့ရဲ့
procedure အနေနဲ့သွားတာဖြစ်တဲ့အတွက်သူကိုလက်ရောက်ပြီဆိုရင်တန်ရုံးဝင်ပြီး visa ယူပြီးတော့ US မှာ green card အနေနဲ့တရက်ဝင်နေထိုင်ခွင့်ရှိတာဖြစ်တဲ့အတွက်ဒါကတော့အကောင်းဆုံးအခြေချနိုင်တဲ့immigrant visa မျိုးစားဖြစ်ပါတယ် immigrant visa မှာလည်းအများကြီးရှိရမှာမိသားစုခေါ်တာအဖေက citizen ဖြစ်လို့မိသားစုခေါ်တာရှိတယ်လို့letter visa နဲ့ခေါ်တဲ့လူတွေလည်းရှိရဆိုတော့ပြောချင်တာတော့ immigrant visa US immigrant visa အတိုင်းဒီအချိန်နှစ်နဲ့ချီဆောင်ပေးရတယ်ဒါပေမဲ့ reject rate ကအရင်နေပါတယ်ဗီဇာရဖို့အတွက်ကလည်းများပါတယ်ရှင်ဒါကတော့ကိုအချိန်ပေးနိုင်တဲ့လူဆိုရင်တော့ရှောက်လို့ရတယ်ကိုကတရားဝင်လဲ US ကိုလာပြီးလှုပ်ချင်တယ်တရားဝင်လဲ US ကိုလာပြီးလှုပ်ချင်တယ်နောက်တစ်ခါကျတော့တရားဝင်ခွန်ဆောင်ပြီးနေထိုင်ချင်တယ်ဆိုရင်တော့ J1 O1 ကိုရှောက်ဖို့ကြံ့ပေးပါတယ်အဲ့တော့ကိုလည်းကိုယ်တိုင်လေ့လာပါကျွန်တော်တို့အနေနဲ့လည်းvisa ban ဖြည့်ဖြော့သွားတဲ့ချိန်တိုင်း J1 O1 ကိုလည်းဘယ်လို့တွေခေါ်ရဲဆိုပြီးတော့ကျွန်တော်တို့ကြော်ညာပေးပါမယ်ရှင်